အားလုံးပဲမင်္ဂလာပါအကောင်းဒိုင်ရရဲ့နေပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ဘာအကြောင်းလေးပြောမလဲဆိုတော့ကျွန်တော်အားသားသတင်းအကြောင်းလေးတင်ဆက်ခဲ့တာဆိုတော့ကျွန်တော်အခုဒါကဘာဖလားပြိုင်ပွဲလေးနီးပြီဆိုတော့ကဘာဖလားပြိုင်ပွဲနဲ့ဒါအရင်ပတ်သက်တဲ့အကြောင်းအလေးတွေဘယ်တော့စားခဲ့တယ်ဆိုရဲဒီဘူးတုဒအကြောင်းလေးတွေကိုပြပေးမှာဖြစ်ပါတယ်ဒီတော့ဒီအကြောင်းအလေးကိုသိရှိပြီးသားလူဖြစ်ရင်လည်းဖြစ်မယ်ရှိရလူလည်းရှိမယ်မသိရသေးတဲ့လူလည်းရှိမယ်ဒီတော့ကျွန်တော်မသိရသေးတဲ့လူတွေအတွက်ကိုအဓိကယူရပြီးကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်ဒီတော့ကဘာဖလားပြိုင်ပွဲဘယ်ကနေစားရဲဘယ်လိုမျိုးသမိုင်းကြောင်းလေးရှိရဆိုတာကိုတင်ဆက်ပေးခြင်းပါတယ်ဒါကဘာဖလားပြိုင်ပွဲရဲ့သမိုင်းကြောင်းကိုကျွန်တော်အရင်ဆုံးမပြောခင်ဒါအစောပိုင်းကာလတွေကိုကျွန်တော်ပြန်ပြီးတော့တွားကြည့်ရမယ်ဒီမှာဆိုတော့20ရာစုအစောပိုင်းမှာဘောလုံးကအိုလံပစ်ပြိုင်ပွဲရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ခဲ့ပေမဲ့မပြောတမ်းကစားသမားတွေသာကစားခွင့်ရခဲ့တယ်ဒါကိုမချင်မနှက်တဲ့ပြင်သစ်လူမျိုး Jules Rimet က FIFA ရဲ့ဥက္ကဋ္ဌဖြစ်လာတဲ့အခါမှာကမ္ဘာအဆင့်မြင့်ဆုံးကြီးသားကစားသမားတွေပါရှင်ပြိုင်နိုင်မဲ့အသီးသန့်ကမ္ဘာဖလားပြိုင်ပွဲတစ်ခုကိုဖန်တီးဖို့အိမ်မက်မှတ်ခဲ့တယ်သူ့ရဲ့အတွေးမှာတစ်ခုရှိတယ်ဘာအတွေးလဲဆိုရင်တော့ဘောလုံးကစားခြင်းကတဲ့လူမျိုးစုအားလုံးကိုတသားတည်းဖြစ်စေပြီးငြိမ်းချမ်းမှုကိုဆောင်ကျဉ်ပေးနိုင်မယ်လို့ Jules Rimet ကယုံကြည်ရတယ်ဒီလိုနဲ့1930ပြည့်နှစ်မှာပထမအောင်ဆုံးအကြိမ်ဖြစ်ကမ္ဘာလားပြိုင်ပွဲကိုအမေရိကတိုက်ကဥရုဂွေနိုင်ငံမှာကျင်းပဖို့အဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့အဲ့အချိန်ကဥရောပနိုင်ငံတွေအတွက်အတ္တနံလိတ်သမုဒ္ဒရာကိုဖျက်ပြီးတော့တင်းမောနဲ့သတင်းပတ်ပေါင်းများစွာတွားရောက်ရှင်မြန်မှုဆိုတာအရန်ကိုကက်ခဲတဲ့အတွက်ကြောင့်ဥရောပ၄သိန်းကပဲလာရောက်ရှင်မြန်ခဲ့တယ်စုစုပေါင်း73သိန်းသာပါဝင်တဲ့ပထမအောင်ဆုံးအဲ့ဒီပြိုင်ပွဲရဲ့ဘူလူပွဲမှာတော့အင်ရှင်ဥရုဂွေကအာဂျင်တီးနားကို4-2နဲ့အနိုင်ရပြီးတော့ပထမအောင်ဆုံးသမိုင်းဝင်ကမ္ဘာဖလားချန်ပီယံဖြစ်သွားခဲ့တယ်ပထမဆုံးပြိုင်ပွဲအောင်မြင်ပြီးတဲ့နောက်1934မှာတော့အီတလီ1938မှာပြင်သစ်တို့မှာဒုတိယနဲ့တတိယအကြိမ်ပြိုင်ပွဲတွေကိုစက်တိုက်ကျင်းပခဲ့တယ်။ဒါပေမဲ့ကမ္ဘာနိုင်ငံရေးအခြေအနေတွေကပိုပြီးတော့ဆိုးဝါးလာခဲ့တယ်။1934အီတလီပြိုင်ပွဲကိုဒါဖက်စစ်အာဏာရှင်မူဆိုလီနီကသူ့ရဲ့ဝါဒဖြန့်ချီရေးကိရိယာဖြစ်အသုံးချခဲ့ပြီးတော့အီတလီအသင်းကိုမဖြစ်မနေနိုင်အောင်ကစားဖို့ဖိအားပေးခဲ့တယ်။အဲနောက်1934ခုနှစ်မှာတော့ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့တဲ့အတွက်1942နဲ့1946ပြိုင်ပွဲတွေကိုဖျက်သိမ်းလိုက်ရပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းဖြစ်ရတစ်ခုရှိတယ်။ဒါကဘလို့အကြောင်းလဲဆိုတော့တူးစမ်းတယ်။ဒါကတော့ဘာလဲဆိုရင်တော့ဒါ FIFA ရဲ့ဒုဥက္ကဋ္ဌဖြစ်တဲ့ဒါအီတလီလူမျိုးဒါအိုတိုရီနိုဘာရက်စီကကမ္ဘာဖလားစုဖလားကြီးကိုနာဇီစစ်တပ်ကနေပြီးတော့လူယူမသွားနိုင်အောင်ရောမမြို့ကဘန်တစ်ခုတည်းကနေပြီးတော့တိတ်ဆိတ်ထုတ်ယူပြီးတော့သူ့ရဲ့အိယာအောက်ကဖနက်တက်တာထဲမှာဝတ်ထားခဲ့ရပါတယ်ဒီလိုနဲ့အဲ့ရွှေဖလားကြီးကစစ်ဘေးတိုင်ကနေကန်ကောင်းစွာနဲ့လည်းဒါလွတ်မြောက်ခဲ့တာလည်းဖြစ်ပါတယ်ဒါအဲတော့ကဒူးဆန်းတဲ့သမိုင်းဝင်ဖြစ်ရလေးပါဒါ12နှစ်ကြာစင်မီလီယန်နေငိမ့်သက်ပြီးတဲ့နောက်1950ပြည့်နှစ်မှာဘရာဇီးနိုင်ငံကကမ္ဘာဖလားကိုအိမ်ရှင်ဖြစ်လက်ခံကျင်းပခဲ့တယ်လူတိုင်းကဘရာဇီးအသင်းပိုဆွဲမယ်လို့ယာနှုံးပြည့်ယုံကြည်နေခဲ့ကြတယ်ဒီဘလူးပဲနီးပါးဖြစ်တဲ့နောက်ဆုံးပွဲစဉ်ကိုဘရာဇီးရဲ့ဒီနာမည်ကျော်ကွင်းကြီးဖြစ်တဲ့မာရာကာနာကွင်းကြီးထဲမှာပရိသတ်2သိန်းနီးပါးလာရောက်ကြည့်ရှုခဲ့တယ်ဘရာဇီးကတေကြယုံနဲ့ချန်ပီယံဖြစ်မဲ့အခြေအနေတစ်ခုကိုလည်းပိုင်ဆိုင်ထားတယ်ဒါပေမဲ့မမျှော်လင့်မဲအိမ်နေချင်းဥရုဂွေအသင်းကဘရာဇီးကို2-2နဲ့အနိုင်ယူပြီးကမ္ဘာဖလားကိုလူယူသွားခဲ့တယ်ကွင်းလုံးပြည့်ပရိသတ်2သိန်းခန့်ဟာတပြိုင်တည်းကိုတိတိစိတ်ငိုကြွေးခဲ့ပြီးတော့ဘရာဇီးတနိုင်ငံလုံးဝမ်းနည်းပူဆွေးမှုတွေဖြစ်ပေါ်ခဲ့တယ်ဒီပွဲကကမ္ဘာသမိုင်းမှာအကြီးမားဆုံးအားအသင့်စရာဖြစ်ရဖြစ်ယနေ့တိုင်ကိုမှတ်တမ်းဝင်နေခဲ့တာလည်းဖြစ်ပါတယ်1950ရဲ့ဒီအရှုံးကဘရာဇီးကိုအကြီးအကျယ်နာကျင်စေခဲ့ပေမဲ့1958ခုနှစ်ဆွီဒင်ကမ္ဘာဖလားမှာတော့ကမ္ဘာကြီးကိုကင်လုံးမဲ့ဥက္ကာပြန်တစ်လုံးထွက်ပေါ်ခဲ့တယ်။ဒါကတော့ကျွန်တော်တင်စားရေးပြောလိုက်တာဒီမှာဆိုရင် तू ကဘာလို့လဲဆိုတော့အသက်18အရွယ်သားရှိသေးတယ်ပီလီပဲဖြစ်ပါတယ်။ပီလီကတော့သူ့ရဲ့တူးကြပြန်မောတဲ့ကစားဟန်တွေဒါအမြန်နှုံးတွေနဲ့ပြိုင်ပွဲတွေကိုကြော်ဖြတ်ပြီးဘရာဇီးကိုပထမဆုံးအချိန်ကမ္ဘာဖလားချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးခဲ့တယ်။သူကဘိုလူပွဲမှာ2ဂိုးသွင်းယူခဲ့တယ်။အဲနောက်မှာတော့ဘရာဇီးက1960နဲ့1990ပြိုင်ပွဲတွေမှာလည်းထပ်မံပို့ဆွဲခဲ့ပြီးတော့ပီလီကကမ္ဘာဖလား3ချိန်ရရှိတဲ့တဝူရီသောကစားသမားအဖြစ်ယနေ့တိုင်ထိကိုသမိုင်းမှတ်တမ်းဝင်နေခဲ့တာလည်းဖြစ်ပါတယ်။အထူးသဖြင့်ကတော့1990ဘရာဇီးအသင်းကကမ္ဘာဖလားသမိုင်းမှာအကောင်းဆုံးအသင်းဖြစ်သတ်မှတ်ခံရပြီးတော့လှပတဲ့ကစားကွက်ဂျိုဂါဘူနီတိုကိုကမ္ဘာကိုမိတ်ဆက်ပေးခဲ့တယ်။1984ခုနှစ်ဂျာမနီကမ္ဘာဖလားမှာတော့ဘောလုံးလောကကိုတော်လန်ပြောင်းလဲစေခဲ့တဲ့ကစားကွက်တစ်ခုပေါ်ထွက်ခဲ့တယ်။ဒါကတော့နယ်သာလန်အသင်းရဲ့စုပေါင်းတိုက်စစ်စုပေါင်းခံစစ်လို့ခေါ်တဲ့ Total Football ကစားကွက်ဖြစ်ပြီးဒီဟာကိုဥဆောင်တဲ့သူကတော့ကမ္ဘာကျော်ကစားသမားဂျိုဟန်ခရိုက်ဖြစ်ပါတယ်။သူတို့ကဖလားမရခဲ့ပေမဲ့သူတို့ရဲ့ကစားကံကတော့ခေတ်သစ်ဘောလုံးလောကရဲ့အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါတယ်။1990ပြည့်နှစ်မှာဆိုရင်တော့ကမ္ဘာဖလားပြိုင်ပွဲတွေကိုဒါ
ထူးခြားတာပေါ့နော်ဒါပါလဲဆိုတော့ရုပ်မြင်တန်ကြားနေပြီးတော့ကျွန်တော်တို့ပထမဆုံးအချိန်ဒါကာလာစနစ်ပေါ့နော်ဒါကျွန်တော်တို့ရောင်းသုံးစနစ်နဲ့ကာလာစနစ်နဲ့ထုတ်လင်းပြသခဲ့ပြီးကမ္ဘာတစ်ဝန်းလုံးမှာပို့ပြီးတော့ဒီပြိုင်ပွဲကရေပန်းစားလာခဲ့တာလည်းဖြစ်ပါတယ်ကမ္ဘာပလားသမိုင်းကြောင်းကိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့တဘူတော်စွမ်းရည်နဲ့ဒရမာအဖြစ်ဆုံးနှစ်တစ်နှစ်ကိုပြပါဆိုတော့1986ခုနှစ်မက္ကဆီကိုကမ္ဘာပလားကိုပဲပြရမှာဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲကအာဂျင်တီးနားရဲ့ကဏ္ဍဝင်ကစားသမားကြီးဒီယေဂိုမာရာဒိုနာရဲ့ပြိုင်ပွဲလို့ပြောရင်တော့လုံးဝမမှားပါဘူးကွာတာဖိုင်နယ်မှာအာဂျင်တီးနားနဲ့အင်္ဂလန်တို့ရင်ဆိုင်ရတဲ့ပွဲဟာသမိုင်းတွင်မဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်ပေါ့ကလန်ကျွန်းစုစစ်ပွဲအပြီးနိုင်ငံရေးအတင်းမာနေတဲ့အချိန်လည်းဖြစ်တယ်ဒီပွဲမှာမာရာဒိုနာကဘောလုံးသမိုင်းမှာအကျော်ကြားဆုံးနဲ့အငင်းပွားပွဲရအကောင်းဆုံးဂိုးနှကုတ်ကိုသွင်းယူခဲ့ပါတယ်ပထမဂိုးကတော့သူဟာကိုသမားပီတာရှီတန်နဲ့အပြိုင်ခုန်တန်ရင်ဘောလုံးကိုလက်နဲ့ပုတ်သွင်းခဲ့တာဖြစ်ပါတယ်ဒိုင်လူကြီးကဂိုးဖြစ်သတ်မှတ်ခဲ့ပြီးတော့ဒီပွဲအပြီးမှာမာရာဒိုနာကဒါဟာမာရာဒိုနာရဲ့ခေါင်းနဲ့နှစ်ဖျားရဲ့လက်သဟန်းအော့ခေါ်ကြောင့်ရတဲ့ဂိုးဖြစ်တယ်လို့ပြောခဲ့ပါတယ်ဒါကလည်းထူးခြားတဲ့ဖြစ်ရတစ်ခုပါပဲဒါပေမဲ့အဲ့ဂိုးသွင်းပြီးမိနစ်နေငယ်အကြာမှာပဲမာရာဒိုနာဟာကွင်းလယ်ကနေအင်္ဂလန်ကစားသမား9ယောက်6ကိုတူးတဲ့ကိုတော့လင်ခောက်ဖြတ်ကျော်ပြီးတော့ရာစုနှစ်ရဲ့အကောင်းဆုံး Goal of the Century ကိုသွင်းပြခဲ့ပါတယ်သူဟာတူးသေးသောစွမ်းရည်နဲ့အာဂျင်တီးနားကိုချန်ပီယံဖြစ်အောင်ပို့ဆောင်ပေးခဲ့တယ်ဒါပေမဲ့ကမ္ဘာဖလားမှာအခမ်းအနားဆုံးနဲ့အပြည့်စုံဆုံးဇသိန်းကန်းကိုပြပါဆိုရင်တော့ကာတာနိုင်ငံမှာကျင်းပခဲ့တဲ့2022ကမ္ဘာဖလားပြိုင်ပွဲကြီးကိုပဲပြရပါမယ်ဒါကတော့ကမ္ဘာအကောင်းဆုံးကစားသမားလီယိုနယ်မက်ဆီအတွက်နောက်ဆုံးခွင့်ရေးဖြစ်တယ်လို့ခေတ်သစ်ရဲ့အကောင်းဆုံးဘူလူပွဲဒရမာလည်းဖြစ်တယ်အာဂျင်တီးနားနဲ့ပြင်သစ်တို့ရဲ့ဘူလူပွဲကကမ္ဘာဖလားသမိုင်းတစ်လျှောက်အကောင်းဆုံးဘူလူပွဲဖြစ်ကိုသတ်မှတ်ခံခဲ့ရပါတယ်မက်ဆီရဲ့အာဂျင်တီးနားကဦးဆောင်နေပေမဲ့အမ်ဘာပေရဲ့ဟက်ဒရစ်သွင်းဂိုးတွေကြောင့်3ဂိုးစီတေကြပြီးပက်နတီအဆုံးဖြတ်ခံယူခဲ့တယ်အဆုံးသတ်မှာတော့မက်ဆီဟာသူ့ရဲ့တသက်တာအိမ်မက်ဖြစ်တဲ့ကမ္ဘာဖလားကြီးကိုကင်မြောက်နိုင်ခဲ့ပြီးတော့မက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့10စုနှစ်တခုကျော်ကြာမြင့်ခဲ့တဲ့အကောင်းဆုံးကစားသမားအငင်းပွားမှုကိုအောင်မြင်သွားအဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ကမ္ဘာဖလားနဲ့ပတ်သက်တဲ့ကျွန်တော်တို့ကအတူအကျုံးကိုနောက်ဆုံးအနေနဲ့ပြောမယ်ဆိုတော့1930ပြည့်နှစ်ကအသင်း73သင်းနဲ့စတင်ခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲကအခုဆိုရင်တော့အသင်းပေါင်း48သင်းထိကိုတိုးချက်ရှင်ပြိုင်နိုင်မဲ့အခြေအနေကိုရောက်ရှိခဲ့ပြီဒါကမ္ဘာဖလားဆိုရင်တော့ရိုးရိုးအားကစားပြိုင်ပွဲတစ်ခုတည်းမဟုတ်ဘူးနိုင်ငံရေးရောစီးပွားရေးရောလူမှုရေးရောကွဲပြားမှုတွေကိုခိတ္တမေ့ပြောက်စေပြီးတော့လူသားတွေကိုပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေပြီးတော့မျက်ရည်တွေနဲ့အတူတသားတည်းဖြစ်အောင်ပေါင်းစည်းပေးတဲ့ကမ္ဘာအကြီးကျယ်ဆုံးလူမှုရေးဖြစ်စဉ်တစ်ခုလို့ပြောရမယ်ဆိုလည်းမမှားပါဘူးဟုတ်ကဲ့ပါအခုဒါကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ကမ္ဘာဖလားနဲ့ပတ်သက်တဲ့သမိုင်းကြောင်းအခြေအနေလေးဘယ်လိုရှိခဲ့တယ်ပြီးတော့ဒီကမ္ဘာဖလားပြိုင်ပွဲမှာပဲကစားသမားတွေကဘယ်လိုမျိုးရှိခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့အကြောင်းအရာတွေကိုလည်းဒါကျွန်တော်တင်ဆက်ပေးသွားဖို့ရှိပါသေးတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါသေးတယ် See you ပါခင်ဗျာ